ခုနကကျွန်တော်နည်းနည်းဖြည့်ဆွက်ပြီးပြောနေတာသူ့ရဲ့ရှည်ကိုလည်းနည်းနည်းထည့်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကရေအစ်စ်ကြီးမှာသုံးလို့ယူဒီဘတ်တီရောက်ရွှေ့လိုက်တယ်ရေသိမ့်မှရွှေ့လိုက်အဲ့ပို့အကုန်တေသွားတာတေးသွားတာတေးသွားတာဟိုတေးသွားတဲ့ရေအဟောင်းလေးနည်းနည်းပြန်ပြောပေးရတယ်အဲ့ကြရဟိုနည်းနည်း 20% လောက်ဖြစ်တယ်ရရေအဟောင်းလေးနည်းနည်းတော့ပြန်ထည့်ရတယ်ဒီတော့ပြန်ထည့်ရဘာလို့ဆိုတော့ဟိုကျွန်တော်ငါးလေးလိုပဲတော့လုံးဝဘယ်လိုပြောရမလဲရေသစ်မြေသစ်ဖြစ်သွားတဲ့ခါကျရင်ဘုံတေးသွားတာကျွန်တော်ကနေစာတွေစီးတဲ့ခါကျရင်အဲ့လိုပဲကျွန်တော်နှစ်တစ်ခါဖွင့်စီးရသုံးခါဖွင့်စီးရတယ်ဒါတွေကိုကျွန်တော်ဟိုအရင်ကပြောခဲ့ဘူးလေပေါ့နော်အဲ့ဒီကနေစာကိုဖွင့်ပြီးစီးတဲ့ခါကျရင်ရေဟောင်းထဲကအားတွေရေဟောင်းနေမယ်စီးရမှာရေတင်းနဲ့တွားပြီးထိုးစီးလိုက်အဲ့ပတိရကုန်တော့ရှော့သွားလစ်သွားတော့လစ်သွားအဲ့လိုမျိုးရှိအေးကျွန်တော်တို့အဲ့ဒီဟာလေးပဲစင်ကြကျွန်တော်ဆိုတခါစိတ်မရှိဘူးပုံမှန်နဲ့ကောက်စီလိုက်တာရှိပြီးတော့အထက်ကမီဒီယာကလည်းဟိုဟာပေါ့2 quality တစ်ခုမှာရှိတဲ့ဟာကိုသုံးစီခြင်းတယ်ဟိုဘာလို့ဆိုတော့ဒါရအရေးကြီးတယ်ကိုနှစ်ရှည်နေလို့ရတဲ့ဟာပေါ့ဟုတ်ကိုယ်ကံကိုအကျိုးပြုမဲ့ဆိုတာကိုယ်ကံကိုအကျိုးပြုမဲ့ဗတိရရင်နေဖို့တော့ကိုတဲအိမ်နဲ့ထားမလားတိုက်ခန်းနဲ့ထားမလားဒုံကြီးနဲ့ထားမလားကိုထိတ်လာရှိတယ်အဲ့လိုပေါ့ပြန်ပြောတာဒီကဒုံကြီးနဲ့ထားရင်သူတို့ပို့ပြောမှာပေါ့အဲ့လိုပြောတာဟိုတရုတ်ကလာတဲ့ဟိုဝေဖာချောင်းတွေဆိုတိတ်မကောင်းဟုတ်တယ်အဲ့လိုယူတော့မပြောချင်ဘူးအဲ့တော့ brand တက်တယ်လို့ပြသွားမှာဆိုတော့အဲ့လိုမျိုးပြောချင်တယ်ကိုဈေးနဲ့ကိုပေါ့ကိုနိုင်တဲ့ budget နဲ့ကိုပေါ့ကျွန်တော်တို့ဟိုမှာလည်းရှိတာပဲကိုရင်းရန်နေမှာလည်းကျွန်တော်ရင်းရလောက်တာရှိတာပဲဟုတ်ဟိုမှာဆိုရင်အကိုရဲ့ဒီညကာတို့ခေါ်တာရုပ်ကြီး mass pack က mass pack ကဟုတ် plot တုံးနေဆိုရင်ဈေးကြီးတယ်အရင်ဈေးကြီးတယ်မနေဘူးပဲနေဟုတ်တင်းကြော်ရှိတယ်ဒါဘာကြောင့်တုံးလဲကိုတခါကျကျွန်တော်လည်းစဉ်းစားတယ်ဘာကြောင့်တုံးနေလဲဘာကြောင့်တုံးနေလဲမသိဘူးဒါပေမဲ့နောက်ကျမှအခုပြောတဲ့ဟာပေါ့အဲ့လိုမျိုးဖြစ်မယ်ရေငန်သမားတော့ကျွန်တော်ရေငန်ကြောင်းနားမလဲပါဘူးဒါဖွင့်နေပြရတယ်နိရေငန်သမားကြီးတော့ပို့ပြီးတော့ကောင်းအောင်သုံးရတာပေါ့ဒါပေါ့ပို့ပြီးတော့လေဟုတ်သူကပို့ပြီးဆိုင်ကျွန်တော်နားမလဲတော့ကျွန်တော်လည်းမလုပ်တော့ဘူးဟုတ်ပြင်းနေတာပြီးတော့အဲ့လိုပဲစိတ်ကမရဘူးလုပ်ကျင်တော့ဆွတ်လုပ်တာပဲပြီးရင်အိတ်ကန်ကြီးကအခုပြန်ရောက်ရင်ကောင်းအောင်စဉ်းစားတယ်ဟုတ်ရေငန်သွားကျွန်တော်မစတာလေပါတော်တော်ဒီ line တွေမှာရေချိုးကတော်တော်ကုန်နေပြီစလိုက်ပါဘယ်တော့တကယ်ကြီးစိတ်တိုးလဲဆိုတော့1ဆက်ပေးတာနော်1ဆက်ပြီးတော့မလုပ်ဘူးလို့ကျွန်တော်အသေးနဲ့ပဲတကယ်တကယ်ပဲစားကျွန်တော်လေးစိတ်ကမရသူကျွန်တော်တို့တော့ဘယ်လိုကန်လို့တော့အသေးနဲ့လာလို့ပြီးသွားတာနောက်ကျတော့အကြီးဖြစ်သွားတယ်သူပဲလုပ်ပြီးသွားတာအကြီးလေအဲ့လိုပြည့်နေအဲ့လိုစတီဝါဒီဟုတ်စတီဝါဒီလုံးဝအဲ့ကောင်လမ်းနဲ့ဟုတ်မိုက်တယ်ဟုတ်အဲ့ကောင်လည်းတက်တက်လာပြီဟုတ်ကပ်တက်ပဲဟုတ်ပြီးတော့ဒီထဲမှာလည်းဟုတ်တယ်ကျွန်တော်ကိုမပြောတော့ကျွန်တော်ပြောလိုက်တော့ကပ်တစ်ဟိုအပေါက်လေးခုနကပြောဖန်တာအောင်ဆိုတာအဲ့ကောင်ကြီးဖြစ်မှာနော်ဟုတ်တယ်မိုက်တယ်မဆိုပါဘူးဒီကဒီမှာအဖြူလဲမို့ရုံမပေါက်တာဗျာအမဲနဲ့ပတ်လည်ထားရုံဟုတ်တယ်ရုံပေါက်တယ်အဲ့လိုမျိုးရှိတယ်ဒါကတလရီယန်ဟုတ်တလရီယန်ဆက်ဆိုင်ပလက်တလရီယန်ဘုံမျိုးပြောပို့သွားတယ်ကိုဟုတ်ခုနမိုင်းကြီးတော့ခုနမိုင်းကြီးတော့အခုပဲချတာကျွန်တော်ညီလေးကိုရဲလောက်ထားတာဒီကလူတွေကတော့ပြောလို့ပြောကြအောင်မလို့ဟုတ်တယ်လက်ရမိုက်တယ်ဟုတ်အဲ့တော့ကိုကန်တကယ်ဟူစားဆယ်မယ်ဆိုရင်တခြားသွားအပ်ခိုင်းမနေနဲ့ဟုတ်ကျွန်တော်တို့ကြတော့ဟိုဒီသေးသွားတယ်ကိုဒီသေးသွားတယ်ဟိုအချိန်ပေးရတယ်ကျွန်တော်ကြတော့လေအချိန်ပေးရဒီသေးလိုက်လုပ်ပေးတယ်အဓိကကဟို customer လက်ထဲကိုကျွန်တော်တို့ရော in ဆိုပြီးကိုယ့်လက်ကလွတ်ဆိုပြတ်ဆိုပြီးတော့ကျွန်တော်မလုပ်ဘူးရေရှည်သွားလို့ရမယ့်ဟာမျိုးကိုကျွန်တော်ပြောပြပေးတယ်ဆေးလေးလုပ်တယ်ဆိုဟုတ်တယ် after sales service လုပ်ပေးတယ်ဟုတ်9ကန်ကျွန်တော် service တွေလုပ်တယ်9ကန်ဒီ1 set တွေမှာလုပ်ပေးတယ်ကိုအိမ်ထဲလိုက်လုပ်ပေးတယ်ကိုဟုတ်တယ်ပါဗျာဟုတ်ကိုစံမျိုးတစ်ခုမေးကြည့်မယ်အဲ့ဒါဒီဗီဒီယိုက no bias ပါဘယ်အောင်မှဗက်လိုက်ပြီးပြောတာမဟုတ်ကျွန်တော်ဒီတော့တကောင်ဝယ်ဘူးလေကျွန်တော်လည်းရိုက်ဘူးလေဒါပေမဲ့အဲ့ကောင်မကောင်းအဆင်မပြေတာဘူးဟုတ်အဆင်လုံးဝမပြေဘူးကျွန်တော်ခုပြန်အောင်ရောင်းတော့မှာအဆင်မပြေဘူးဆိုလိုတာမနီလာဘူးပေါ့ဗျာကျွန်တော်လည်းကောင်းကောင်းမထိနာပါဟုတ်ကိုစံမျိုး genetic နဲ့လည်းဆိုင်နေတယ်ဟုတ်တယ်မလားဟုတ်အဲ့ဒါလည်းအများကြီးဆိုင်တယ်ဟုတ်ဆိုကိုစံမျိုးပုံမှန်ဒီလိုအချိန်တန်းပုံမှန်ကျွန်တော် view ဆိုင်မယ်ဆိုတော့ကျွန်တော်သိချင်တာ view ဆိုင်မယ်ဟုတ်ဆိုင်တာတခုမှတို့နီလာမှာပဲquality ကောင်းတာပေါ့ဆိုတော့ quality ကောင်းရှိတဲ့ကောင်ကဟို quality ဟိုဒါဟိုလိမ်လို့မရအောင်ပေါ်လာမှာပဲဟုတ်ဆိုအဲ့လိုကောင်နေဆိုရင်အခုဆိုမြင်ဘယ်လောက်ကစမယ်စီရကျွန်တော်သိချင်တာအခုအနည်းဆုံးတော့အခု
15သိန်းပတ်ချလေတော့သွားတယ်နော်15သိန်းအနီတကောင်ပေါ့နော်ကျွန်တော်တို့9လမှ8လမှ9လမှ quality ကောင်းတာကိုဆိုတာလား ကောင်း15သိန်းပတ်ချလေတော့စတယ် quality အစ်နေတာစတယ်ပေါ့တကယ်ပို့ပြီးတော့ဒီမှာအမီတောင်တွေလှပါတယ်ခေါင်းကျိုးလှပါတယ်ဆိုရင်တော့ကျွန်တော်ထင်တယ်10လမှလို့ဆိုရင်10လမှတန်တော့30လောက်တော့စားတယ်30လောက်စားတယ်ဒါဆိုတော့တော်တော်လေးကွတ်ဟုတ်တယ်တော်တော်ကွတ်သွားတယ်အာမခံသွားလုံးဝ तू အမတွေက6လမှ10လမှအကျွဲမှာတွေကကာလာဘလို့ဝင်ရမယ်ဆိုတဲ့ဟာကအမှန်တရားကြီးတိုင်တော့ညင်နေရပြီလူကြောဒီ cross သွားမှာလားကြောကြံမှာလားပြီးတော့နော်ပြီးတော့ကျွန်တော်တို့ကျွန်တော်ဒါလည်းပွင့်နေမပြတာကျွန်တော်ထင်တဲ့နီးကမှားမယ်ပေါ့နော်ကျွန်တော်တို့ကဒီ lucky fit တကောင်ကိုနီးမနီကိုဘယ်လိုကြည့်တယ်ဆိုရင်သူ့ရဲ့အမိအတောင်ရဲ့ကာလာကိုအရင်ကြည့်တယ်ဟုတ်သူပေါ့ငယ်လေးအရွယ်မှာပေါ့နော်ဘယ်တောင်နည်းနည်းပို့နှီးပို့ပြီးတော့ကြက်သွေးဘက်ကိုရင့်တယ်တကယ်မျိုးကောင်းတဲ့ကောင်လေးကဟိုရbackground ကာလာအပြာတို့မဟုတ်အမဲနဲ့မဆိုင်ဘူးသူ့ကငကို original ဝါချင်းကျွန်တော်တို့အခုငါ့ကိုကန်ကြီးလိုက်တိနေပြီကျွန်တော်တို့ဆိုရင်ကိုကနိုင်ငံခြားနေ import တွေတွင်းနေရရှိတယ်ဗီဒီယိုရဲကြည့်ရတာတဲ့မှာအဲ့ဒါကိုအဓိကထားကြည့်တာပေါ့နော်သူ့ရဲ့အမီးတွေကဟိုချက်သွေးဘက်ကိုပို့ပြီးတော့ရင်းနေတယ်ချုပ်ကောင်တွေကဖြော့နေအဲ့လိုမျိုးကျွန်တော်ကြည့်တာဒါပေမဲ့တခုတော့ရှိတယ်နိုင်ငံကကောင်တွေကကျွန်တော်တို့ပိုလဲတယ်ဘာလို့တော့ငါးတကောင်မီးကြိုက်တဲ့ခါကျရင်မီးတွေမောင်းအောင်ပို့ရိုက်တာကျွန်တော်သိလားကျွန်တော်တို့ကငါရိုက်ပြီဆိုရင်အပေါ်ကမီးချောင်းမှပေးတယ်သူတို့ကမဟုတ်ပက်လေအုပ်လိုက်တာတကယ် photo studio ရိုက်လို့ရိုက်တာဆိုတာကြတော့ရောင်းတန်းဝင်ပြီးအရှိကနေအောက်ကနေမှမီးကိုပေးတာပေးတယ်အပေါ်ကနေမီးကို4-5ချောင်းလောက်ဆင့်ပေးတယ်မနီနီအောင်မနီနီအောင်ပေးတယ်အဓိကဘလူငါးတွေမှာမြင်ရတယ်ဆိုတော့ကျွန်တော် China ဘက်ကလာတဲ့ငါးတွေမှာမြင်ရတယ်ကျွန်တော်အရင်ကလွန်ခဲ့တဲ့ connection နဲ့ဝယ်ဘူးတယ် China အရန်လှတာအရန်လှအကြိုက်ဝယ်လိုက်တယ်ကိုယ်စီရတော့ကိုလည်းအဲ့တုန်းကအတွေ့အကြုံအားနေလို့ဖြစ်မှာပါဒါမှရောက်လာတယ်ငါတခြားစီပဲရောက်လာ